ချိန်ဆတာနဲ့ကျောင်းသားအုပ်ကြီးဟာစာကြည့်တိုက်ထဲကိုအလုံးအင်းနဲ့ဝင်လာကြပါတယ်။ကောင်မလေး၃ယောက်ကစာအုပ်စင်တွေကိုစစ်ဆေးရင်းမဆုအိုရဲ့ဘိုင်အိုစာအုပ်ကိုတွေ့သွားကြပါတယ်။ဂိမ်းစပြီး1မိနစ်အကြာမှတင်မဆုအိုတယောက်အရင်ဆုံးထွက်လိုက်ရပါပြီ။နောက်ထပ်မိနစ်အနည်းငယ်မှာတော့ကျောင်းသားတွေဟာပန်းပူရုပ်တွေရှိတဲ့နေရာရောက်လာကြပါတယ်။ကောင်မလေးတစ်ယောက်ကပန်းပူရုပ်ကိုကင်ကြည့်လိုက်တဲ့အခါတုန်ခါနေတာကိုတွေ့သွားပါတယ်။ကီကူတာလည်းပန်းပူရုပ်ကိုပလတ်စတစ်နဲ့ပြုလုပ်ထားတာကြောင့်အလွယ်တကူမိသွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအားကစားကွင်းပြင်ဘက်ကလေကားထစ်မှာပုံနေတဲ့အိုကာဘူးလည်းအနေနဲ့တွေ့နေပါပြီ။ကျောင်းသားတွေအမြဲတမ်းနားနေကြနေရမှုပုံစံပြောင်းနေတာကိုချက်ချင်းရိပ်မိသွားပြီးကန်ထုတ်လိုက်တဲ့အခါမှာတော့အိုကာဘူးရဲ့လှုပ်ဝက်ခန်းကြီးပွင့်ထွက်သွားပါတော့တယ်။တစ်ဖက်မှာတော့အာကီယာမကကတ်ထူတစ်တာတွေကြားမှာအေးအေးဆေးဆေးပါပဲ။ဒါပေမဲ့အူရန်နဲ့တာကီဂျီတို့နေရာကိုကျောင်းသားတွေရောက်လာပါတယ်။သူတို့ဟာစာအုပ်ပုံးတွေကိုဖယ်ပြီးတကားကိုဖွင့်လိုက်တဲ့အခါအူရန်ကိုမိသွားပါတယ်။ဒါဟာသူတို့ရဲ့အကွက်ပါပဲ။ပထမပိုင်းပွဲစဉ်ပြီးခါနီး30စက္ကန့်လိုမှာကျောင်းသားတစ်ယောက်ကတာကီဂျီရှိတဲ့အတွင်းကန်းထဲကိုငုံကြည့်လိုက်ပေမဲ့အချိန်ပြည့်သွားတာကြောင့်ရှာဖွေမှုကိုရပ်လိုက်ရပါတယ်။ဒုတိယပိုင်းပွဲစဉ်စတာနဲ့အဲ့ဒီကျောင်းသားဟာတာကီဂျီကိုတန်းဖန်လိုက်ပါတော့တယ်။အခုဆိုရင်3ယောက်ပဲကျန်ပါတော့တယ်။မီဒီယာခန်းထဲကယွန်းနာကိုတော့ကျောင်းသားတစ်ယောက်ကစကရင်ပြားပေါ်တက်ကြည့်ရကနေတွေ့သွားခဲ့ပါတယ်။အာကီယာမလည်းကံမကောင်းရှာပါဘူး။နောက်ဆုံး1မိနစ်အလိုမှာတင်သူ့ရဲ့ကတ်ထူတစ်တာလှုပ်ဝက်ချက်ကိုကျောင်းသူတစ်ယောက်ကရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့စူပင်တစ်ယောက်ပဲကျန်ပါတော့တယ်။တပုံးတဲ့နေရာကတကယ်ကိုအဖြစ်ပြောစရာမရှိအောင်ကောင်းလွန်းတာကြောင့်အချိန်ကုန်တဲ့အထိဘယ်သူမှရှာမတွေ့ခဲ့ပါဘူး။အဆုံးသတ်မှာတော့စူပင်ဟာဒေါ်လာ1 သန်းစုကြေးကြီးကိုထိုက်ထိုက်တန်တန်စွတ်ခူးသွားနိုင်ခဲ့ပါတယ်